Disney fan တွေအတွက် Frozen Universe ထဲက Anna နဲ့ Elsa ညီမနှစ်ယောက်တော့ Honor of Game မှာပြန်ရောက်နေပြီ။မင်္ဂလာပါပရိသတ်ကြီးတွေ2025နှစ်ဦးပိုင်းမှာထွက်ရှိခဲ့တဲ့ Frozen Event စကင်တွေဟာအခုတော့ဒုတိယကြိမ် rerun အနေနဲ့2025နှစ်ကုန်ပိုင်းမှာပဲပြန်ပြီးတော့ရောက်လို့လာပါပြီ။ဒီတစ်ခေါက်ပြန်လာတဲ့ rerun event မှာတော့ Frozen စကင်တွေဖြစ်တဲ့ Elsa နဲ့ Anna ညီမစကင်တွေမဟုတ်ဘဲနဲ့ game loading background တွေ minion စကင်တွေပါပါဝင်လာအောင်မှာဖြစ်ပါရီ။ဒါပြင်အရန်မိုက်တဲ့သတင်းကောင်းကတော့ဒီစကင်နှစ်ကောင်တွေကတကောင်ကို free ရရှိမှာဖြစ်ပါရီ။ free ရရှိမှာကတော့ Anna စကင်ဖြစ်ပြီးအရင်လိုပဲ event test တွေလို့ coin စုပြီးတော့စကင်နဲ့ပြန်လေရမှာဖြစ်ပါရီ။ free စကင်ရဲ့ဒီဇိုင်းကာလာပါညာအနေထားနဲ့ဂုံးစင်းဒီဗီဒီယိုကိုတော့ဗီဒီယိုသက်ခွဲပြီးတော့လုပ်ပေးပါမယ်။ Frozen event ကတော့နိုဝင်ဘာ28ရက်နေ့မှာလာမှာဖြစ်ပြီး event ရက်မှာ login ဝင်တာနဲ့ Dragon Coin 200နဲ့ event free draw တစ်ခါမင်းနိုင်ခွင့်ရရှိအောင်ပါပါ။ Anna နဲ့ Elsa နှစ်ကောင်တွေက Elsa စကင်ကတော့ event draw လှည့်ပြီးမှရနိုင်မယ်လို့သိရပါတယ်။ event draw ကတော့ 1 draw ကို token 50 10 draw ကို token 900ကျတင်မှာဖြစ်ပြီးနေ့စဉ် first draw တိုင်းအတွက်တော့ 50% discount ရရှိမှာဖြစ်ပါတယ်။ event ကတော့စကင်အနေနဲ့ Elsa စကင်တစ်ကောင်နဲ့ပါဝင်ပြီး in-game effect တွေရဲ့ emote တွေရဲ့ hero play နဲ့စကင်ပလဲတွေပါဝင်မှာဖြစ်ပါရီ။ event draw တိုင်းမှာလည်းပဲ event coin တွေရရှိနိုင်ပြီးဒီ event coin 998 coin ပြည့်ရင်တော့ Elsa စကင်ကိုရရှိပါပြီ။ draw လေးတိုင်းမှာရလာမယ့် event coin ပမာဏကိုအခုအတိုင်းပြထားပါရီ။သူပြောတဲ့အတိုင်းဆိုရင် event coin 3ခုရနိုင်ကြီးက20%နဲ့အများဆုံးဖြစ်နေပါရီ။ဖြစ်နိုင်ကြီးအများဆုံးတစ်ချိန်မှာ coin 3ခုနဲ့တွက်မယ်ဆိုရင်တော့မှ event coin 998ခုရဖို့အတွက်အနည်းဆုံး draw 333ခေါက်လောက်ထိလှည့်ဖို့လိုပါရီ။ဒီနေ့ကို50% discount နဲ့ရက်30အကြိမ်30လှည့်မယ်ဆိုရင်တော့ token 950အထိရမှာဖြစ်ပြီးကျန်တဲ့303ခေါက်ကိုတော့ token 50နဲ့လှည့်ရင်စုစုပေါင်း token 1000ခွဲလောက်ထိကုန်ကြမှာဖြစ်ပါရီ။အားလုံးကိုခြုံပြီးတော့တွက်ကြည့်မယ်ဆိုရင်တော့ Elsa စကင်ရဖို့က token 16000နီးပါးကုန်ကြမယ်လို့ခန့်မှန်းလို့ရပါရီ။အကြိမ်40နဲ့80မှာ event coin 158 coin နှစ်ခါတောင်ရအောင်မှာဆိုတော့အကြိမ်80လှည့်တာနဲ့ event coin 316 coin ကလည်းရရှိအောင်မှာဖြစ်ပါရီ။ဒီတော့303ခေါက်ထိ draw လှည့်ဖို့တော့မလိုတော့ပါဘူး။ဒါပြင်ကမှ event က free draw တွေလည်းရှိပါသေးတယ်။ event test လုပ်ရုံ token နေ့စဉ်ဝယ်ရုံနဲ့ free draw 18ခါထိရရှိအောင်ပါပါ။ Elsa စကင်ကိုရဖို့အတွက်အနည်းဆုံး token 3000ကနေ4000လောက်ကုန်ကြကြောင်းကိုလည်း Elsa စကင်ရရှိပြီးသားပလေယာတော်တော်များများရဲ့ feedback တွေမှာတွေ့ရပါတယ်။ဒါပြင်ဒီ event မှာပိုတန်သွားစီတာကသူသတ်မှတ်ထားတဲ့ event draw အကြိမ်ရေပြည့်တိုင်းမှာ reward တွေထည့်ပေးထားတာဖြစ်ပါတယ်။ဒီ reward တွေမှာဆိုရင်ကံကောင်းရင် legend skin ထိပါ free ရရှိမှာပါ။ token 4000တန်စကင်ရဲ့ effect တွေကပေးရတာတန်ရလားမတန်ဘူးလားဆိုတာညီကိုတို့ကိုယ်တိုင်မဲကြည့်ပြီးတော့ဆုံးဖြတ်ပေးကြပါဦးဒီနေ့ event guide ဗီဒီယိုတွေကတော့ဒီလောက်ပါပဲနောက်နေ့ Anna စကင်ဂုံးစင်းနီးနဲ့ guide နဲ့အတူပြန်လာခဲ့ပါမယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ